ele mama quattole quatta ကရုံးမ yama ဘယ်လိုခေါ်လိုက်တာ အမတမီးနှုတ်ချက်ဆိုအမခေါ်ပါမလေ ငါ့ကိုနင်ဘယ်လိုခေါ်တာ quatta ခွတ်တော် ဟုတ်တယ် ကရုံးမငါကနင့်ကိုလေချစ်လို့အလိုလိုက်ထားတာ အော်အခု နင် ဒီ ဒီလောက်ထိရိုင်းလာလိမ့်မယ်လို့ငါတခါမှမထင်ဘူး ဘယ်နာရိုင်းလို့လဲအမရဲ့ နင်ငါ့ကိုဘယ်လိုခေါ်ရလဲ quatta လို့ခေါ်ရလေ ခွတ်တော် ဟုတ်တယ်လေ ခေါ်တဲ့လားကိုယ့်ရဲ့ဆရာသမားခေါ်တဲ့လားနင် အမလေကရုံးကိုပြောကြလေးလာမှုအားနဲ့ပြောအမတကယ်လေးလာမှုအားနဲ့ရသိလား ဘာလေးလာမှုအော်နေကရုံးညမ်းမစင်နဲ့နော် တော့ဘာမှညမစမဆိုင်ခိုင်ရှင်နားထောင်မှုလိုက်လား ဆိုင်ခန်းလိုက်ကိစ္စနောက်မှပြော ဟော ငါပြောပြမယ်နင်ငါ့ကိုလေဒီလိုဟိုလိုညာခေါ်ခြင်းနဲ့နေဒီဇလန်နေစဆင်ပြီအခု line ပေါ်မှာဆိုလဲကြည်လိုက်နင်ငါ့ကိုခေါ်တာရှိပေါ့နဲ့ခေါ်တာတွေ့သမျှလူအကောင်ရှိပေါ့အခုခေါ်ပြန်ပြီကွတ်တော် ခွတ်ထော်လို့တကယ်ပြောမကြည့်မဲအမကိုပြမကြည့်နားထောင် ဘယ်မှာကွတ်တော်ပါ အမသိချင်ပါအမလေဟာမဲခွတ်ထွက်တယ်ခွတ်ထော်မာလေးဟာဆိုင်ရချင်းခွတ်ထွက်တယ်ခွတ်ထော်မာလေးဟာ အေးမိုက်တယ် ဆိုင်ခွဲတချင်းတစ်ထွက်ထားတော့အမအဲ့ဒါအမတမီးချစ်စနဲ့ခွတ်ထွက်ခွတ်ထော်မာလေးဟိုကတော့တော် ဟော နော် ကြောင်းလိုက် နော်ဆိုင်ခန်းလိုက်ရဲ့ တော့ဒီခွတ်ထွက်ခွတ်ထော်မာလေးဒူလေးပါလေကလည်းဒူးအဲ့လေ